Snowy Studio ကျွန်တော်ထက်စီနေပြပေးမယ်3ချင်း9 369ထိပ်ပေါ့သူပေးလာတာဆက်ချင်းနဲ့ဆက်ချင်းပြတော့မယ်ပေါ့ဒီမှာ3ချင်း9 369 3ချင်း9 369 3ချင်း9 369ဒီနေ့မှမပြတ်သေးဘူးပေါ့နော်ထက်စီ3ချင်း9 369 3ချင်း9 369 3ချင်း9 369အင်တနီလေးကျွန်တော်ပြပေးမယ်ရောရတော့ခု906ဒီ906ဒီခုလှုပ်တဲ့ချင်းဒီအောင်လုံးတိုက်ထိပ်တဲ့ချင်းပြီးအောက်6လုံးတိုက်အလေလုံးတဲ့ချင်းပထမဆုံးတစ်ခုပေါ့နော်ဒုတိယတစ်ခုမဟုတ်ပထမဆုံးတစ်ခုဒါကိုkun det så shit lige så ne så så shit shit sin yang shit ကိုတုံးရကိုထေးလာအဲ့လိုမျိုးပုံစံတိုင်းသွားဟိုရှိကိုရဲ့တုံးရကိုဒီတစ်ဆိုတုံးရမြဲ6ဆို6ခုရှစ်6ရ6ခုရှစ်ဒီ6ရလေးဆိုမြဲမြဲ9ဆို9 6ဆို9 6ခု9တုံးရဆို9ဒီ4ဆိုတော့9 6ဆို9 6ခုရှစ်ရတုံးရရှစ်အငါ3 3 6 9 9တုံးရ1မှာ9တုံးရရဲ့ခွင်ခုဒီတုံးရဆိုခုမယ်ဒီ6ရဆို3 3 4 5 5 4ဆိုတော့9ဒီ9ရဲ့1တုံးရ9 6ဆိုတော့6ခုရှစ်တိဒီ6ရဲ့ခွင်ရဆို3ဒီ3ရဲ့တုံးရရဲ့ဆိုတော့3 6ရဲ့9 9ရ1တိတုံးရလာတုံးရရဲ့4ရဲ့ဆိုခွင်ရ1ရဲ့ဆို8 6ဆိုဟုတ်ဒီတုံးရရဲ့ဒီ4ရဲ့ဆို4ဒီ4ရဲ့1ဆို9 9 6ဆို1ဒီနေ့တော့မ3လာ3ရဲ့အခုချိန်နော်ဒီ3ရဲ့ဒီတုံးရရဲ့ဆိုတော့3ဒီ3ရဲ့ဒီ9ရဲ့ဆိုတော့2ရဲ့6ရဲ့ဆိုတော့8ဒီချိန်မှာ8ကိုတုံးရတိလာတယ်ကျွန်တော်အဲ့ဒီထဲမှာကျွန်တော်တက်ကနန်းကျွန်တော်ပြပေးထားတယ်အဲ့ဒီတုံးရတိရပေါ့နော်တုံးရတိဟိုမှာလည်းတုံးရတိပါတယ်ဆိုတော့ဒီမှာလည်းလူရ8ကိုပေါ့8ကိုဟိုမှာလည်း8ကိုဒီချိန်မှာကျွန်တော်8ထိပ်ရှိတယ်ဒါပြတာ8ထိပ်ပေါ့ထိပ်စီတနည်းလေးပါဒီနေ့မပြတ်သေးတဲ့ကျွန်တော်ကန်ရဲ့ထိပ်စီပြင်ကလန်ဒါကြကျွန်တော်ပြပေးမယ်နော်